ဖေအောင်ကြီးဟုတ်မင်းဟာမလားသူလားလေးဦးမလားခိုင်းဦးမပဲတော့မိမနဲ့သိဆူလာလားအင်မောဆင်းလာတာကွာမိမနဲ့ဆိုင်ရှုလာလားဟောအဲ့ဒါဆိုဖုန်းကြောင်သွားမလို့လားဖေအောင်ဘုန်းကြီးကြောင့်သွားမှတော့ဒီတိကငါရောက်လာစရာအကြောင်းမရှိဘူးဟောဘိုးပေါ့အဲ့ဒါဆိုရင်ရှေးဦးတရရှောက်သွားတော့မယ်ဆိုပါတော့ဘယ်မှလည်းခြေဦးလေရမို့မင်းစီကိုပဲတဲ့တဲ့လာခဲ့တာဟုတ်ဆိုပါအေးမိမသိဆူမပြေခင်အထိမင်းစီမှာတနေ့မခွဲလောက်နေမယ်လို့ငါဆုံးဖြတ်ထားတယ်တစ်စိမခွဲအေးဦးမရလေမိမနဲ့ရံပြေလို့အိမ်ဘွားဆင်းလာသူများအိမ်မှာကတ်နေလေ3-4ရက်ပေါ့တနေ့မခွဲတော့နေအောင်ဦးမင်းနဲ့ကျွန်တော်လည်းလင်မယားလည်းမဟုတ်ဘူးဆွေမျိုးလည်းမတော်စားပင်းနဲ့ဖေအောင်မင်းငါဒီပတ်သက်10သိန်းလာချီတော့တော့ဆွေမျိုးသားချင်းဆိုလို့ဦးလေးတယောက်ပဲရှိတာဆိုအဲ့လိုကတော့ဟုတ်တယ်လေကျွန်တော်အဲ့လိုကပတ်စံ10သိန်းလာချီတော့ဦးမင်းကကျွန်တော်ပတ်စံ7သိန်းပဲချီတယ်လေအဲ့ကလေးကကျွန်တော်ကဆွေကန်းမျိုးကန်းပြတ်သွားတယ်မင်းကအခုကျ4သန်းတွေကိုပြောင်းလို့ပေါ့ဟုတ်လားဟုတ်လားအဲ့တော့လေငါရှိတဲ့7သိန်းကိုမင်းကိုအကုန်ချီးပေးလိုက်တာလေ10သိန်းမှမရတဲ့ဟာဟဲ့ဆွေကန်းမျိုးကန်းပြတ်တာဒီပိုင်းပဲလုံးမနေနဲ့ဒါမင်းဘက်ကအတွေးဦးလေးဘက်ကတော့ဒီမှာအရေမီဒီယာမြတ်စွာဘုရားပွင့်တဲ့အထိငါတူလေးလို့အမြဲတမ်းသတ်မှတ်တယ်အဲ့တော့ကိုတူအိမ်ကိုလာတာပဲကွာဘာဖြစ်တာမလဲဟုတ်ဘူးလားဟုတ်ပါဘူးဒီမှာနေမရနေရတော့မှကိုကဟိုထမင်းကနမ်းမမှန်ဘူးအခုဦးမင်းမှာပါဇက်ပေါက်တစ်ပေါက်ထပ်ထုတ်လာပြီဆိုတော့ခွေးပြေအောင်တဲ့ဘက်ကဒီတစ်ခါအကုန်လုံးကခွေးဝဲစားနေပြကုန်တော့မှာဘာဖြစ်လဲကွာငန့်တူပြတ်တူပေါ့စိတ်ထဲမထားပါနဲ့မွဲတော့ခဏပေါ့ကွာနောက်ပိုင်းတော့သူ့သူပြာကျသွားပါလိမ့်မယ်ဘလို့ပြချင်မိသားကျသွားမှလို့ပြောတော့ပါကွာမင်းကလည်းနေလည်းတော့မလို့လင်မယားဒီအသက်အရွယ်ရောက်နေပြီဗျာအခုရံဖြစ်နေတာဘာလို့ရံဖြစ်လဲကို့အတွင်းရေးတယ်သူများလည်းမပြောချင်ဘူးကွာမင်းကငါ့သူဖြစ်နေတော့လေမပြောလို့လည်းမဖြစ်ဘူးမပြောချင်မပြောနဲ့ငါမိမအခုတလို့ပြောချင်လို့မတကားပြလက်ခိုင်းလိုက်ပါတော့ငါမိမအခုတလို့ခြေလန်းကြီးပြည့်ငါအလုပ်ထဲကနေဖုံးဆက်တဲ့ခါတိုင်းအိမ်မာကိုရှိနေတယ်လို့ကမဟုတ်တော့ဘူးအပြင်မဲ့ရောက်နေတယ်ကြတယ်ပြောနေဒါနဲ့ကွာငါလည်းသူ့ကိုမယုံလို့မေးစမ်းကြည့်တဲ့အခါသူ့ကိုမဟုတ်မမှန်စွတ်ဆွဲရမလားဆိုပြီးအဲ့ဒီမှာဆဲတော့တာပဲအဲ့ဒီမှာငါမခံနိုင်တဲ့ခါကျပြဿနာချဖြစ်တော့တာပဲလေဦးမင်းကအပြင်ကိုထွက်နေတယ်ဆိုတာသူဟိုအလောက်ကုန်ပစ္စည်းတွေပါလေကောက်ဝေတာမဖြစ်နိုင်ဘူးဒီအသက်ရွယ်ရောက်မှဒါလေးမလိုပါဘူးကွာမင်းကလည်းအဲ့ဒါဆိုဦးမင်းမိမဘာဖြစ်လို့အပြင်ခဏခဏထွက်နေလဲမသိပါဘူးကွာငါ့ကိုလိုက်ချောင်းနေပြောတာပဲဦးမင်းကိုလိုက်ချောင်းရအောင်လို့ဦးမင်းကဘာလုပ်နေလို့အေးအဲ့ဒါပြောချင်တာပဲငါလည်းငါအလုပ်ထက်ကမန်နေဂျာကောင်မလေးကိုစိန်လက်စွပ်တကွန်းလက်ဆောင်ပေးမိလို့တဲ့ကွာဟုတ်တယ်ဦးမင်းကအဲ့ကောင်မလေးကိုဘာလို့စိန်လက်စော်ဝေးပေးတာလဲလို့အဲ့ဒါလေဒီလိုရှိတယ်ကွာသူ့ကိုတန်ဖိုးထားတယ်ဆိုရင်အဲ့ဒီစိန်လက်စွပ်တကွန်းနဲ့တန်ဖိုးထားချောင်းကိုတက်တည်ပြရမယ်ဆိုလို့ပါကွာဘာပြောနေကိုတော်ရှုပ်ကုန်ပြီအဲ့ကောင်မလေးကိုဘာလို့တန်ဖိုးထားပြီးတက်တည်ပြရမှာလဲလို့အဲ့ကောင်မလေးဟိုတခါတော့မင်းကမိတ်ဆက်ပေးဘူးလေကွာသူကငါရဲ့စမောလေးဒီမနဲ့ကောင်မလေးလားမျက်မှန်လေးနဲ့ကွာမျက်နှာဝိုင်းလေးဘေးတနက်ခါပေးကြလေးနဲ့ကောင်ဘာဦးမယ်စမောလေးလားဒါတော့အယံပါဗောမင်းဦးမင်းမဟုတ်လေဟဲ့အဲ့ဒါဆိုရင်ဖောက်ပြန်နေတာဦးမဲမိမမဟုတ်ပြီနဲ့ဦးမဲကိုယ်တိုင်ဖောက်ပြန်နေတာပေါ့အဲ့ဒါကိုဖောက်ပြန်တယ်လို့မခေါ်ဘူးကွာမေတ္တာတရားကြီးမားတယ်လို့ခေါ်တယ်မှတ်ထားသလားစိန်လဲစွာတော့မှအန်းနိုင်တဲ့လူကကျွန်တော်လိုအမွေးတကထုတ်ကောင်ဖုံးမဲနောင်စီမှာလာကတ်နေရတယ်လို့မတကကိုမင်းငယ်အိမ်မှာတွားကတ်နေပါဟာကောင်ကတွားနေချင်တာပေါ့ကွာသူ့ယောက်ျားခွင့်ပြုမှာမဟုတ်လို့ပေါ့အဲ့မန်နေဂျာမလင်းရရှိသေးရလားငါဒီမှာအလုပ်သားလျှောက်ထဲကသူ့မှာအိမ်တော်ရှိတယ်လို့လျှောက်လွှာမှာရောသူကိုယ်တိုင်ရောပြောပြီးသားဟာဦးမေဟာဒါနဲ့များသူများအိမ်တော်ရှိတဲ့မိန်းမနဲ့ဖောက်ပြန်ရတယ်လို့ဦးမေဟာကြားလို့မှမကောင်းငါလည်းဖောက်ပြန်ခြင်းလို့မဟုတ်ပါဘူးကွာ तू ကအကူညီတောင်းလို့အကူညီပေးရတာကွာမင်းကလည်း သူကဘာကူညီတောင်းလဲအေးသူ့ယောက်ျားတခြားကောင်မလေးတယောက်နဲ့ဖောက်ပြန်နေလို့သူ့ယောက်ျားနဲ့ level 2ဖြစ်အောင်ဆိုပြီးကျမကိုကျေးဇူးပြုပြီးဖောက်ပြန်ပေးပါလို့ကူညီတောင်းလို့ငါဖောက်ပြန်ပေးရတော့ကွာစိတ်ပါလို့တော့မဟုတ်ပါဘူးမိုင်းလိုက်တဲ့ကလေးမကွာရုပ်ချလိုက်နေအပြိုင်ဆိုင်ဖောက်ပြန်ရတယ်လို့သူအဲ့ကောင်မလေးနဲ့ပဲတွေ့တယ်ဇလုံးမြမမကြီးလေကွာဟင်ဇလုံးမြမမကြီးဇလုံးမြမမကြီးအေးဇလုံးမြမမကြီးဆိုတာတိမိမမဟုတ်ဘူးလားအေးဟုတ်တယ်လေတာတိမိမလေအဲသူငါဒီမှာအလုံးဝင်နေအောင်တစ်နှစ်ကျော်ပြီဩနေတော့တာတိကဦးမရလေကျွန်တော်သိတယ်လို့ဒီကောင်ကလူကောင်းပါအဲ့ဒါများဘလို့မိတ်ကလေးမျိုးနဲ့ဖောက်ပြန်နေတာဒီကောင်ကအေးငါမန်နေဂျာမကိုမေးကြည့်တော့ညုံးကအော်နန်ရိုးလေးနဲ့ဖောက်ပြန်နေတာလူကြားနန်ရိုးလေးအေးနန်ရိုးလေးကျွန်တော်ရင်းနေချာကိုမှန်းတယ်မအေးနန်ရိုးလေးကမင်းမိမနာမည်မဟုတ်ဘူးလားဟုတ်ဟုတ်တာပဲနန်ရိုးလေးကကျွန်တော်မိမကျွန်တော်မြင်နေဖောက်ပြန်နေတာမင်းမိမနဲ့ဖောက်ပြန်နေတာကျွန်တော်မိမဖောက်ပြန်တယ်ဆိုဝဲတာတာလိုက်တော့